Hello guy ဒီနေ့လေးတော့ line လျှောက်ရင်းနဲ့ English စကားသင်ပေးမယ်ပေါ့နော်ဆိုတော့အရင်ဦးဆုံးစိတ်ရောလူရောပင်ပန်းနေပြီလို့ပြောချင်တဲ့ဆိုရှင်တော့ both mentally and physically tired both mentally and physically tired ခင်ဗျားဘာပြောချင်တာလဲဘာဆိုလို့တာလဲလို့ပြောချင်တဲ့ဆိုရှင်တော့ what do you mean what do you mean အဲ့အကြောင်းမပြောနဲ့တော့ let's not talk about it let's not talk about it တကူကူမာပြီးချင်တယ် something is wrong something is wrong ဘာမှမလုပ်ဘဲနဲ့ဘာမှတော့ရလာမှာမဟုတ်ဘူး nothing's come from nothing nothing's come from nothing စိတ်ခံစားချက်မကောင်းဘူးလို့ပြောချင်တဲ့ဆိုရှင်တော့ I am in a bad mood I am in a bad mood အဲ့ဒါကိုစိတ်ခံစားချက်ကောင်းတယ်လို့ပြောချင်တဲ့ဆိုရှင်တော့ bad နေရာမှာ good လေးထည့်ပေးရင်ရပါပြီ I am in a good mood I am in a good mood ငါစိတ်ခံစားချက်ကောင်းတယ်ဆိုတဲ့ပုံစံလေးပါ Do you agree no money no respect အဲ့ဒါလေးကတော့မင်းထောက်ခံလားပိုက်ဆံမရှိရင်လူရမဝင်ဘူးဆိုတာ no money no respect no money no respect ပိုက်ဆံမရှိရင်လူရမဝင်ဘူးတဲ့အကြိမ်ဒီနေ့တော့လမ်းလျှောက်ရင်းနဲ့အင်္ဂလိပ်စာသင်ပေးပြီးပြီဆိုတော့နောက်နေ့ကျရင်တော့တကူလုံးရင်းနဲ့ထပ်ပြီးတော့မှအင်္ဂလိပ်စာ share ပေးမယ်နော် See you next video bye guys